ဒါဒီနေ့မှာနိုင်ဝဲလေးရလိုက်တယ်ပြီးတော့ဝမ်းရဲ့လက်အိတ်လေးကိုစင်ပေါ်မှာထားပြီးတော့ထွက်လာတယ်ခံစားချက်အခုချိန်မှာခံစားနေရတဲ့ခံစားချက်တွေပြောတယ်ဗျာခံစားချက်ကဝမ်းတာတယ်ပေါ့နော်ဒီလိုမျိုးအချိန်ကတော့အချက်ချင်းတော့ကိုကမသိသေးဘူးနော်ဒါပေမဲ့ကိုလေးဖြူလိုက်တဲ့ချင်းဆိုပေးရပြီးတော့ကျွန်တော်ရဲ့ဟိုအတင်းကကျွန်တော်ဆရာလည်းကျွန်တော်အဖေလည်းပြီးတော့ကျွန်တော်မြန်မာပြည်သက်တွေအများကြီးရှိတယ်ဆိုတော့ကျွန်တော်အရန်ဝမ်းတာတယ်အခုကခံစားချက်ကတော့အရန်ဝမ်းတာတယ်ဂုံယူရတာပြီးတော့ပျော်ရွှင်တယ်နော်အဲ့ဒါပြီးတော့ကျွန်တော်ဝမ်းတာမှုကကျွန်တော်ပြည်သက်တွေနဲ့သူတို့နဲ့ share ဒီ moment မျိုးအချိန်မှာသူတို့နဲ့အတူတူရရှိတဲ့ကြောင့်ကျွန်တော်အရန်ဝမ်းတာတယ်အရန်ပျော်တယ်အဲ့ဒါပြီးတော့ကျွန်တော်ပြည်သက်တွေကျွန်တော်အရန်ချစ်တယ်အရန်ကျေးဇူးတင်တယ်ကျွန်တော်လိုမျိုးကျွန်တော်ဒီလိုမျိုးအားပေးတဲ့အတွက်ကြောင့်အရန်ကျေးဇူးတင်တယ်ကျွန်တော်အတင်းကဆရာရတဲ့အရန်ကျေးဇူးတင်တယ်ကျွန်တော်မိသားစုအရန်ကျေးဇူးတင်တယ်ကျွန်တော်စကားပြောတာတိတ်မပြောတာဆိုတောင်းပါမှာနော်အားလုံးဟုတ်ကဲ့ပါဒါအဲ့ဆိုရင်ဒီကိုဖြတ်တန်းလာတဲ့ကာလတစ်ချောင်းမှာဒီနေ့လေးမှာပြည်သက်တွေနဲ့အမှတ်တရလေးရောပြန်ပြီးတော့မမိရမျိုးမမိရမှာမဟုတ်မမိမှာဘယ်ဟာလေးတွေကိုပို့ပြီးတော့တရားမိစေတာမျိုးရှိလဲဗျဟုတ်ဒီလိုမျိုးအရေးကြီးတာဒီအချိန်မှာပြည်သက်တွေပျော်ရွှင်မှုရတဲ့အတွက်ကိုကျွန်တော်အရန်ဝမ်းသာတယ်နော်ကျွန်တော်ရဲ့ပွဲရှုံးတဲ့အချိန်မှာအားပေးပြည်သက်တွေကစိတ်ချရဲအဲ့ပြီးတိုက်တွန်းချင်တာတခါလေးကစိတ်ချအချိန်လည်းရှိရဲစိတ်ပျော်တဲ့အချိန်မှာလည်းရှိရဲဒါပေမဲ့ဆက်ပြီးတော့ကျွန်တော်ယောက်ျားပြီးတတ်ပြီးတော့စူးစမ်းမှုကအရန်ရေးချီရနော်မန်နဲ့ဟာလုပ်ဖို့အရန်ရေးချီတယ်ကျွန်တော်ရဲ့ emotion ကိုပဲ emotion နဲ့ပဲမတော်ဘဲနဲ့ကျွန်တော်ရဲ့မန်တဲ့ချက်ကောင်းတဲ့ချက်ကိုစူးစမ်းပြီးဆက်ပြီးတော့ရှောက်ပါလို့ကျွန်တော်တိုက်တွန်းချင်တယ်ဟုတ်ဒီနေ့မှာဒါမိသားစုကလည်းဒီကနေအားပေးနေတာတွေ့တယ်ပြည်သက်တွေကလည်းကိုင်းနဲ့ထိလိုက်အောင်အားပေးကြတယ် online မှာလည်းတကယ်နဲ့အားပေးနေကြတယ်ဟုတ်ကဲ့ဒီပြည်သက်တွေရောကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပြည်သက်အားလုံးရဲ့ကျေးဇူးတင်တယ်နော်ကျွန်တော်တို့မျိုးဒီလိုဘာမှမရှိဘာမှမတတ်တဲ့ညချီနာyou are to တယောက်နော်အောင်လာအန်ဆန်ဆိုတာဘာမှမရှိတယောက်ကိုအားပေးပြီးတော့တိုက်တွန်းပြီးတော့ဒီကဘာ stage မှာအောင်မြင်အောင်ကြိုးစားနိုင်အောင်ဆိုပြီးတော့တိုက်တွန်းတဲ့အားပေးပြည်သက်အားလုံးရန်ကျေးဇူးတင်အားလုံးရန်ချစ်တယ်လို့ကျွန်တော်ပြောချင်ပါတယ်အဲ့ဒါပြီးတော့နောက်လာမယ့်ကျွန်တော်ရဲ့အားကစားသမားတွေပေါ့နော်အခု Joshua Van ရှိရယ် Veronica ရှိရယ်ထုံးမြင့်နိုင်ထုံးမြင့်အောင်အဲ့လိုမျိုးအများကြီးရှိရနော်တန်းစင်တော့အဲ့လိုမျိုးဒီလာမယ့် fighter တွေလည်းအားပြီးတော့လို့ကျွန်တော်တိုက်တွန်းချင်တယ်သူတို့လည်းစူးစမ်းပါစိတ်မလျှော့နဲ့နော်ဆက်ပြီးတော့စူးစမ်းပါလို့ကျွန်တော်တိုက်တွန်းချင်ပါတယ်ဟုတ်ဒီမှာဒါဘောနတ်စုတွေလည်း